နှစ်ပေါင်း60ကျော်မှပြန်လည်ပေါ်ထွန်းလာသည့်ရေရရာခေါင်းလောင်းသို့မဟုတ်ပီဆောင်ခေါင်းလောင်းကြီးတမိုင်းဆိုတာတခါတရံမှာမြေအောက်မှာမြုပ်နှံနေတဲ့ပေမဲ့အချိန်တိုင်ရင်တော့ပြန်လည်ပေါ်ထွန်းလာစမြဲမှာယခုလေရခိုင်ပြည်နယ်ရဲ့တမိုင်းဝင်အမွေအနှစ်တစ်ခုဖြစ်တဲ့ရေရရာခေါင်းလောင်းသို့မဟုတ်ပီဆောင်ခေါင်းလောင်းကြီးဟာနှစ်ပေါင်း60ကျော်ပျောက်ဆုံးနေခဲ့ရနီအခုအခါမှာတော့ပြန်လည်တူးဖော်သိရှိခဲ့ပြီဖြစ်ပါတယ်ဒီခေါင်းလောင်းတော်ကြီးဟာမြောက်ဦးခေတ်ကလေးကကြော်ကြားခဲ့တာဖြစ်ပြီးရခိုင်သမိုင်းမှာအလွန်အရေးပါတဲ့အခန်းကဏ္ဍကပါဝင်ခဲ့ပါတယ်။ရှေးလူကြီးတွေရဲ့ယုံကြည်ချက်အရဒီခေါင်းလောင်းကြီးဟာတာမန်ခေါင်းလောင်းတစ်ခုမဟုတ်ပါဘူး။ရန်သူတွေကျူးကျော်လာတဲ့အခါရေရရာအစီအမံတွေနဲ့တိုက်ခိုက်နှိမ်နင်းနိုင်တဲ့စွမ်းအားရှိတယ်လို့ယုံကြည်ကြတဲ့အတွက်ရေရရာခေါင်းလောင်းလို့အမည်တင်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်တိုင်းပြည်နဲ့လူမျိုးကိုဘေးအန္တရာယ်ကနေကာကွယ်ဆောင်ရှောက်ပေးတယ်လို့ယူဆကြတာကြောင့်ပြီးဆောင်ခေါင်းလောင်းကြီးလို့လည်းခေါ်ဝေါ်ကြပါတယ်။ဒီလိုတန်ဖိုးမဖြတ်နိုင်တဲ့တမိုင်းဝင်ခေါင်းလောင်းတော်ကြီးကိုရခိုင်ပြည်နယ်အတွင်းရှိမဟာမူနိဖျားကုန်းတော်မှာပြန်လည်တူးဖော်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ပြန်လည်တူးဖော်တွေ့ရှိခဲ့တဲ့တင်ဟာဒီဇင်ဘာလ26ရက်နေ့မှာလူထုအကြားကိုပြန့်နှံ့လာခဲ့တာမှာပုံဒီမှာမြင်တွေ့ရတဲ့အတိုင်းခေါင်းလောင်းတော်ကြီးဟာရှီဟောင်းချေသွန်းအနုပညာလက်ရာတွေနဲ့အတူတမိုင်းကြောင်းခိုင်ခိုင်မာမာရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်။အခုလိုပျောက်ဆုံးနေတဲ့အဖိုးတန်ရှီဟောင်းအမွေနှစ်တီပြန်လည်ပေါ်ထွန်းလာတာဟာမြမယဉ်ကျေးမှုနဲ့တမိုင်းအထော့တော့အလွန်ဝမ်းမြောက်စရာကောင်းတဲ့သတင်းတစ်ခုပဲဖြစ်ပါတယ်။